ကျမတို့ပြည်သူပြည်သားတွေကဒီလိုကျမတို့ COE ခီးသွားတဲ့အခါကျရင်နွေးနွေးထွေးထွေးနဲ့ကြိုဆိုကြတာနွေးနွေးထွေးထွေးနဲ့ဆူတောင်းပေးကြတာပေါ့နော်ကျမပါစေအသက်ရှိပါစေတက်တော်ရသောရှိပါစေဒါပဲသူတို့ပေးနိုင်တယ်ဒါနဲ့ကျမကျင်တတ်တယ်ဒါစိတ်ထဲကနေပြီးတော့ပေးလိုက်တဲ့ဆူတောင်းတစ်ခုဟာကျမတို့အများကြီးကျင်နိုင်မဲ့မြတ်တာပိုင်းဆိုင်ထားတဲ့မေအခက်ခဲတိုင်းကိုရင်ဆိုင်ရတဲ့မေအလုံးကောင်းမှုကိုကြိုးစွန်ကားလေးအမှန်တရားပဲမှာအမြဲတမ်းရှိတဲ့အမေချမ်းသာဖို့ဆုတောင်းမြတ်တာဝေအမေပြုံးနေကြောင်းအေးချမ်းကြပါစေကိုချမ်းသာလို့စိတ်ချမ်းမြေပါစေဒီတစ်ချိန်နဲ့တောင်းဆုမြတ်တာချီไม่อยากรู้ยินใส่เอเดเมยีดูบอสิดนาทาเรเมอันนี้เรื่องของกิวิบาเซไม่มีจากบากาที่บาเซပေါ်မခွေချတဲ့အမေရန်သူကိုလည်းပြုံးပြတတ်တဲ့အမေတို့အားလုံးရဲ့ရှိကရက်ခါလေးအခက်ခဲတိုင်းကိုဖြေရှင်းပေးတဲ့အမေအမေချမ်းသာဖို့ဆုတောင်းမြတ်တာဝေအမေပြုံးနေကြောင်းအေးချမ်းကြပါစေကိုချမ်းသာလို့စိတ်ချမ်းမြေပါစေဒီတစ်ချိန်နဲ့တောင်းဆုမြတ်တာချီไม่อยากรู้ยินใส่เอเดเมစေတနာထားတဲ့အမေအဲ့ဒီတွေအကုန်ကြီးဝေးပါစေအမေမိကြကဘာကဒီပါစေမရကိုရင်ဆိုင်ရတဲ့အမေဒီလူပေါ်စေတနာထားတဲ့အမေand the year going away was it a me talk about the bazi ဘယ်လိုပဲပြောပြောကျမတို့ဟာဉာဏ်ချင်းဆိုင်တွေ့ရသည်ပဲဖြစ်စေမတွေ့ရသည်ပဲဖြစ်စေကျမတို့အားလုံးနှလုံးသားတွေဟာဆက်နွယ်မှုရှိနေတယ်ကျမတို့အားလုံးဟာကျမတို့ရဲ့နိုင်ငံပေါ်မှာထားတဲ့မေတ္တာစေတနာအရာနီးစပ်နေတယ်ဆိုလို့ရှိရင်ဘယ်နှစ်ပဲကြာဒီလောက်ပဲဝေးကျမတို့ဟာအမြဲတူတူရှိပါမယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်